မျိုးသားဟာဂျာမန်စစ်သားတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးသူတို့ရဲ့အောင်ပွဲခံထိမ်းမှတ်ဖြစ်တပ်ပုံရိုက်ဖို့အတင်းကျပ်ခိုင်းစီခံခဲ့ရပါတယ်တပ်ပုံရိုက်ပြီးတာနဲ့ဂျာမန်ရရှိသူကသူ့ကိုနီးနားကစာအုပ်တစ်ခုလေးခေါ်သွားပါတယ်အထက်ရောက်တဲ့အခါရရှိကသူ့ကိုတေဆုံးသွားတဲ့စစ်သားတွေရဲ့ယူနီဖောင်းပေါ်ကတစိမ့်တွေကိုလိုက်လံသိမ်းဆည်းဖို့အမိန့်ပေးပါတယ်သူကဘာစကားမှမပြောဘဲတစိမ့်တွေကိုတစ်ခုပြီးတစ်ခုလိုက်ဖြုတ်ပြီးစစ်အုပ်ထုပ်တစ်ခုလေးကိုထည့်နေခဲ့ပါတယ်ဒါပေမဲ့တေဆုံးနေတဲ့ရုပ်အလောင်းတွေကြားထဲမှာအမျိုးသမီးတူကိုသူတွေးလိုက်ရပါတယ်တစုံတစ်ခုကသူမကိုရင်းနှီးနေသလိုခံစားခဲ့ရတာကြောင့်သူမရဲ့မျက်နှာပေါ်ကစပင်းတွေကိုတာယာဖယ်ရှားကြည့်လိုက်တဲ့အခါလုံးဝထိတ်လန့်သွားခဲ့ပါတယ်အဲ့ဒါကတော့သူ့ရဲ့ဇနီးတဲ့ဖြစ်နေလို့ပါပဲသူ့ရဲ့နှလုံးသားတစ်ခုလုံးကြေးကွဲသွားခဲ့ပြီးမြဲသူကတည်ငြိမ်ပဲဆက်တည်ခဲ့ရပါတယ်အရာရှိကသူ့ကိုထပ်ပြီးအော်ဟစ်လိုက်တဲ့ချိန်မှာပဲသူ့ရဲ့နီးနားမှာလက်ပစ်ပုံတစ်လုံးရှိနေတာကိုသတိထားမိသွားပါတယ်သူကတွေးမနေပဲအဲ့လက်ပစ်ပုံကိုကောက်ယူကပင်ကိုဖြိုးလိုက်ပြီးစစ်အုပ်ထုပ်ထဲမှာတေချာဖွာထားလိုက်ပါတယ်ဂျာမန်ရရှိနာကိုအချင်းကလာတဲ့အခါမှာသူကတည်ငြိမ်တဲ့ပြုတ်တစ်ခုနဲ့အတူတူအဲ့စစ်အုပ်ထုပ်ကိုကမ်းပြီးလိုက်ပါတယ်ခဏကြာမှတော့အတန်ကြီးတစ်ခုနဲ့အတူလက်ပစ်ပုံပေါက်ကွဲသွားပြီးအဲ့ဒီရရှိကိုအဲ့နေရာမှာတင်တပ်ပစ်လိုက်ပါတော့တယ်ဒီလူကသူ့ရဲ့ကလေးတွေကိုယထာလက်အလယ်မှာတေဖို့အတွက်ဆွန့်ပစ်ထားခဲ့ပါတယ်အဲ့ဒီနောက်ကလေးတွေပြေထွက်မလာနိုင်အောင်ကားတကားတွေကိုတမင်တကာတော့ကပ်ပိတ်ထားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲသူတို့ရဲ့ရှေ့တက်ရာနေယထာတဆင်ရအချိန်နဲ့မောင်းနေလာနေပါတယ်ဒါအောင်မြင်လိုက်ရတဲ့ကလေးတွေကကားတကားဖွင့်ဖို့နီးလန်းပေါင်းစုံနဲ့ကြိုးစားကြပေမဲ့ဘာမှဖြစ်မလာခဲ့ပါဘူးထိတ်လန့်တကြားနဲ့မိန်းကလေးငယ်လေးကသူမရဲ့ဦးလေးစီကိုဖုန်းလင်းခေါ်ခဲ့ပေမဲ့ပြန်မောင်းသွားတဲ့ယထာတန်တွေကြောင့်ဦးလေးဖြစ်သူကဘာမှမကြားပဲမတော်မဆဖုန်းချမိလိုက်ပါတယ်အခုဆိုယထာသူတို့စီပို့ပြီးနီးကပ်လာပါပြီအဲ့ဒီအချိန်မှာကောင်လေးရဲ့မျက်လုံးကယထာလမ်းကြောင်းပြောင်းလဲပြီးအောင်လုပ်တဲ့လက်ကင်တံပေါ်ကိုချက်ရောက်သွားပါတယ်ကန်ဆိုးတာသူတို့အမှအဲ့နေရာကိုရောက်အောင်လှမ်းဖို့ဘာပစ္စည်းမှမရှိတာပါပဲအဲ့မိန်းကလေးငယ်လေးကညံကောင်းပါတယ်သူမထိုင်ကုန်ရဲ့အပေါ်ရံလွှာကိုခွာထုတ်ပြီးကြိုးပြေးပြုတ်လုပ်လိုက်ပါတယ်အဲ့ဒီနောက်ထိုင်ကုန်အောင်ပိုင်းအောင်ဆုပ်ပြဲပစ်ပြီးစပရင်တစ်ခုကိုထုတ်ယူကခုနကြိုးနဲ့ချီလိုက်ပါတယ်ပြီးနောက်အယုတ်ကောင်းတစ်ခုကိုအဲ့ဒီပေါ်မှာကျွမ်းကျင်စွာချီနှောင်လိုက်ပါတယ်သူတို့ကကားမှန်ပရင်ပေါက်အနေငယ်ကိုဖွင့်ပြီးအဲ့ဒီယုတ်ကြိုးကိုပြင်ထုတ်ကဒါလမ်းကြောင်းပြောင်းတဲ့လက်ကင်တံမှာချိမိဖို့ကြိုးစားကြပါတယ်ပထမချိန်မှာတော့လက်ကင်တံကိုမီးခဲ့ပါဘူးအဲကြောင့်သူတို့ကြိုးကိုပြန်ဆွဲယူပြီးနောက်ချိန်ထပ်မံကြိုးစားကြပါတယ်ဒီတစ်ခါမှာတော့အယုတ်ကလက်ကင်တံမှာအောင်မြင်စွာချိပြီးသွားခဲ့ပြီးသူတို့ကလက်ကင်တံကိုအားနဲ့ဆွဲကရထားလမ်းကြောင်းကိုပြောင်းလဲနိုင်ခဲ့ပါတယ်ဒါကြောင့်ပဲနောက်ဆုံးမှာတော့သူတို့ရဲ့အသက်ကိုဘေးကင်းစွာကယ်တင်နိုင်ခဲ့ပါတယ်